အခုရက်ပိုင်းမှာပေါ့နော်ဒီစိတ်ဖောက်ပြန်သွားတဲ့မြန်မာလူမျိုးတော်တော်များမြန်မာလူမျိုးတွေတော်တော်များလာတယ်ကွာကြားလာတယ်ပေါ့နော်အဲ့လိုမျိုးဒီအခက်အခဲဖြစ်နေတဲ့လူတော်တော်များကိုလိုက်ကိုညီပေးနေတဲ့အကိုလည်းရေးထားတာတွေ့တယ်ကိုလည်းနီးစက်ရတငယ်ချင်းနေစီကနေဟဲ့ဘယ်နေမှာဘလို့ဆိုပြီးကြားလာတယ်ပေါ့ကြားလာတော့ဘလို့ဖြစ်တာလဲပေါ့စိတ်မကောင်းကိုကဒီလိုမျိုးပဲပေါ့ဒါပေမဲ့လေသူတို့ရဲ့နောက်ကြောင်းလေးတွေကိုကိုတချို့တလေတွေသိရတဲ့ခါမှာဘလို့လဲဆိုရင်မိသားစုကြောင့်ညီကိုမုံနှမကြောင့်ချစ်သူကောင်လေးကြောင့်လို့ပြီးတော့လုပ်ငန်းခွင်အဆင်မပြေတဲ့အရာတွေပြီးတော့အိမ်အောင်ဘက်ကြောင့်ပေါ့နော်အမျိုးမျိုးတွေခေါင်းစဉ်တွေရှိကြတာဒါမဲ့လေကိုမကြုံဘူးလို့ဆိုတဲ့စကားနဲ့တော့ကိုဟိုလာပြောတဲ့ခါကျရင်ပြောပြခြင်းနဲ့တချို့အိမ်အောင်ဘက်ကြောက်တယ်ဆိုအိမ်အောင်ဘက်ကြောင့်ပေါ့နော်ဒီအမားတယောက်ဆိုရင်ဂျပန်အမျိုးသားနဲ့ယူထားပြီးဂျပန်အမျိုးသားထုတာရိတ်တာအကြောင်းလို့ဖြစ်တယ်လို့အဲ့ဒီကိုရေးထားတာတွေ့လို့ပြောချင်တာပါကိုကသူ့ကိုယူလိုက်လို့မလို့မိကိုဗီဇာအနေနဲ့သူ့ကိုယူလိုက်တယ်ဆိုရင်ကိုကသူ့ကိုမိကိုစရာမလိုအောင်လို့ကိုနဲ့သက်ဆိုင်တဲ့လုပ်ငန်းခွင်နဲ့ပေးရစာမပွဲခိုင်မာတဲ့စာမပွဲတစ်ခုကိုဝင်ဖြည့်ပြီးဗီဇာခိုင်နေဟာယူစေခြင်းနဲ့ဘယ်သူမှမမိကိုတာအကောင်ဆုံးပဲဒီဘက်ခစ်ကြီးထဲမှာကိုကငါသူ့လက်ကထွက်သွားလို့ရှိရင်ငါအဆင်ပြေပါမလားဆိုပြီးတော့မှတွေးပြီးတော့မှမိတ်ကြိတ်သေးခံနေတဲ့ခါကြလို့ရှိရင်သူကကိုကိုနှိမ့်ဆက်လို့ပဲဖြစ်စိတ်တရပေးလို့ပဲဖြစ်ကိုအတွက်စိတ်မလုံခြုံနေဘူးဆိုလွှတ်ချလိုက်တယ်ရှေ့ဆက်ပတ်သက်စရာမလိုဘူးလीနော်မလိုအသေးကွဲတွေနာကျင်ရတယ်စိတ်တရရတယ်ဆိုလို့အရန်ကိုခံစားရတယ်ဆိုလို့တစ်နှစ်လောက်ကိုပိုးစပတ်သက်ထားလိုက်တာအများဆုံးပေါ့နော်ပြီးသွားလို့ရှိရင်ညီကိုမုံနမကြောင့်တချို့ညီကိုမုံနမတွေကတကယ်ကိုဖျားပေးတယ်ဆိုလို့ပါတကယ်ကိုညီကိုမုံနမတက်ကိုဒီမိတ်ဆွေကောင်းအနေနဲ့ကိုပတ်သက်လို့ရတဲ့ညီကိုမုံနမရှိရတချို့ညီကိုမုံနမကြတာမဟုတ်ဘူးတကယ်ကိုလေတို့လှေစည်းသလိုပဲသေးတာကိုကတော့အရှိကိုရောက်စေချင်လို့အရှိကိုလှော်နေရဲဆိုမှအဲ့ဒီညီကိုမုံနမလှေကိုအောက်ကနေဝမ်းဘက်ကိုဖောက်နေတယ်လို့ပဲသူလည်းမြုပ်ကိုလည်းမြုပ်အဲ့လိုညီကိုမုံနမတွေတက်ရှိတယ်နောက်ပြီးကြလို့ရှိရင်တချို့မိဘတွေကကြတော့တာသမီးရဲ့ဒီကပတ်စံဘလောက်ပဲရှာဖို့အနောက်မှာစီမံခန့်ခွဲမှုအားညံ့ပြီးတော့မှပတ်စံကိုစီလို့မထိန်သိမ်းမဲနဲ့တချို့ဆိုလောင်းကစားလုပ်တာရှိတယ်တချို့တာသမီးတွေကဘလို့တွေးလဲဆိုငါမိဘမတည်ခင်ကျွေးရတာမို့လို့ဆိုတော့အနေနဲ့တွေးပြီးတော့မှတက်ကုံရှာပြီးပို့လိုက်တယ်ဟိုရောက်မိဘမဆူဆောင်ထားဘူးသူတို့ကနှလုံးသုံးလုံးတွေလုပ်တယ်လောင်းကစားတွေလုပ်တယ်ပြီးလို့ရှိရင်ရှေးနောင်ရေးမကြည့်တဲ့မိဘတွေအများကြီးပဲရှိတယ်အဲ့လိုမိဘနဲ့တွေ့တဲ့ခါကျရင်ကိုဘွားကလည်းဆုတ်ပြတ်တတ်တာပဲဒါမိဘကြောင့်နောက်တစ်ခုကတမီးစားကြောင့်တမီးစားဆိုတာနီးသည်ဖြစ်စေဝေးသည်ဖြစ်စေကိုယ့်ကိုစိတ်လုံခြုံမှုမပေးတဲ့လူစားမျိုးဆိုရင်နှစ်ရှည်လက်များတွေးလာလို့တန်ရောစင်ရှိလို့မပြတ်နိုင်လို့ဆိုရင်တကြအဲ့ဒါကြောင့်ဒီလိုမျိုးနေရဲဆိုလို့ရှင်ကိုယ့်အတွက်ကအသက်ရှူကျက်စေတဲ့လူစားမျိုးကိုယ့်အတွက်စိတ်လုံခြုံမှုမပေးတဲ့လူစားမျိုးဆိုလို့ရှင်အများကြီးစဉ်းစားမိနေလွှတ်ချလိုက်တော့ကြိမ်ခါစဉ်းစားပြီးတော့ပေါ့နော်နောက်တစ်ခုကအခုအိမ်အောင်ဘက်ကိစ္စပဲပေါ့အိမ်အောင်ဘက်လည်းလို့ပဲမြန်မာလူမျိုးနဲ့ပဲအိမ်အောင်ပဲကြကြနိုင်ငံသားတွေပဲအိမ်အောင်ကြဖြစ်နိုင်လို့ရှိရင်ကိုကတကိုယ်လေးနဲ့ရုံထွက်နိုင်တဲ့မိမမျိုးဖြစ်အောင်လုပ်တာအကောင်းဆုံးပဲမှတ်မိကိုနဲ့ဒီကကြီးကဆိုရတဲ့လူတွေရဲ့အရန်ယုံကခတ်တယ်ယုံဖို့လည်းမလွယ်ဘူးလေနော်ဘယ်ချိန်ထဖောက်မလဲဆိုတော့မသိဘူးအဲ့တော့ရေဆက်ရှိတဲ့အချိန်မှာအကောင်းဆုံးစုံစည်းတဲ့အချိန်မှာနောင်တကင်းဆိုတာသူနဲ့ကိုနဲ့လမ်းခွဲတဲ့အခါမှာလဲဘလို့အိမ်အောင်တဲ့ဘဝကြောင့်ပဲလမ်းခွဲတမီးစားဘဝကလေးကပဲလမ်းခွဲဘယ်လိုလမ်းခွဲခြင်းမျိုးနဲ့မဆိုလမ်းခွဲတဲ့ခါကျနောင်တကင်းသွားအောင်ငါတို့အကောင်းဆုံးလုပ်ပေးခဲ့တာပဲနောင်တရစရာမရှိဘူးဆိုတဲ့ပုံစံမျိုးတွေကဆက်ဆံပေးလိုက်ပြီးတော့ကိုစိတ်အမွန်းချက်မခံနဲ့ပြီးရင်တယောက်တည်းတစ်ခါတလေကျရင်အပေါင်းအသင်းတိုင်းကလည်းကောင်းမနေဘူးတချို့အပေါင်းအသင်းတွေကောင်းပါတယ်တချို့အပေါင်းအသင်းတွေကလည်းကောင်းမနေကိုဆရာဒေါက်တာအောင်ကိုရေးထားတယ်လို့မျိုးပေါ့အဲ့ဒါကိုနောက်ချိကက်တဲ့လူတွေရဲ့ဆိုတာနှစ်မျိုးပဲရှိရကိုယ့်ရဲ့အတိတ်ကိုသိပြီးတော့မှဒီမှာကိုယ်ချနေမဲ့လူတွေနဲ့ကိုယ့်ကိုအသက်ရှူမကျက်စေတဲ့လူမျိုးနဲ့ပဲကိုကပတ်သက်တာအကောင်းဆုံးပဲကိုယ်ချနေမို့လို့ကိုကဘယ်လိုမဆိုလို့အသက်အရွယ်တစ်ခုရောက်လာကြည့်လိုက်တယ်နဲ့သိရလေနော်မပတ်သက်လည်းဘာမှမဖြစ်အဲ့တော့တယောက်တည်းနေနိုင်အောင်ကြိုးစားဒီဘက်မှာတည့်ရတဲ့အတိုင်းပဲအလုတ်သွားအလုတ်ပြန်နဲ့ပိတ်ရဆိုအရင်ပြင်မလို့နားတာနဲ့တခါတလေလေးအပြင်ထွက်လို့ရှိရင်အနောက်ကနေပူညံနေလှုပ်လာတဲ့နားကြီးတာတွေကအရင်စိတ်ပင်ပန်းရစေတယ်သူတို့နဲ့စကားပြောတဲ့ခါကျလို့ရှိရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောဆိုပြီးအမလီအပြင်သွားတော့ကောင်းတယ်ဒီမှာဖြစ်နေတဲ့ခံစားမှုကဒီကလူပဲသိတာအပြင်သွားတယ်ပုံလှလေးရိုက်ပြီးတင်လိုက်တာကိုပဲမြင်တယ်အနောက်မှာဘာတွေဖြစ်နေလဲဆိုတော့သူတို့သိတာမဟုတ်နားလည်းမပေးနိုင်ကြဘူးလေနော်အဲ့တော့ကိုစိတ်ပင်မခံပါနဲ့စိတ်ဆင်းရဲမခံပါနဲ့အခုကိုမြမအခုနောက်လူတွေရောပေါ့နော်အခုဆိုလို့ရှိရင်ခိုင်းကိုဒီအခုစိတ်ဖောက်ပြန်သွားတဲ့ထင်မှာခိုင်းကိုသမားတွေတောင်ပါတယ်အဲ့ဆိုတော့
ဖြစ်မှာပဲလေနေဆိုင်နေညဆိုင်နေဆင်းနေစိတ်ဒီကြောက်ကြရဖြစ်လာတယ်ကြားတဲ့တချို့မိန်းကလေးတွေကိုလည်းအဲ့လိုပဲအဲ့လိုညဆိုင်ဆင်းနေဆို menstruation ဖြစ်တယ်အဲ့လိုမျိုးရရက်ကြီးကြမှာညဆိုင်ဆင်းရတယ်ပါကြုံနေတယ်နော်အဲ့တော့တက်နိုင်သမျှကိုယ်စိတ်ကိုမွန်းကျက်စေတယ်လို့ကိုယ်အသက်ရှူကျက်စေရလူနဲ့ဝေးနေအဲ့လိုစကားတွေမကြားရတဲ့ရက်ဝန်းမှလာနေနော်ပြီးတော့ကိုဒုက္ခဖြစ်မခံနဲ့ဘာပဲကြုံလာလေနော်ဒီမှာမြန်မာလူငယ်တွေအများကြီးပဲဒီအကိုရေးထားတဲ့ထဲမှာဆိုအင်ဂျင်နီယာမလေး2ယောက်တောင်ပါသေးတယ်ပညာတတ်တွေရန်နှမျိုးကိုကောင်းတယ်ဒီတော့နိုင်ငံခြားတောင်ရောက်လာပြီပဲနော်ကိုစိတ်ချမ်းသာအောင်နေအလုံးလုံးပတ်စံရှာဟုတ်တယ်ကိုမိသားစုဒီလိုလူစားမျိုးတွေဆိုလို့ရှိရင်ဒီလိုအချိန်မှဒီလိုမျိုးသူတို့တောင်းစရာမလိုပေးပလိုက်ပေးပြီးလို့ရှိရင်တချို့အရာတွေကဆက်သွယ်ဖြတ်ရတယ်ဖြတ်ပလိုက်စိတ်ပြမခံနဲ့ပညာတတ်တွေရန်နှမျိုးကိုကောင်းတယ်